ဘလို့လားရဲဘော် ဟုတ် ကော ဘလို့လဲရဲဘော်တဲ့ ကောသူလေကောသူလေနမီမလာနေတာပြောလား ဟုတ်ပြောပါတယ် နမီဘလို့ခေါ်လဲ ရနိုင်ထွန်း ရနေထိုး ဟုတ်ကဲ့ ဇာတိယပဲမလဲဇာတိ တတိကတောင်းတွင်းကြီး အန်တွေကြီးဥစားကိုပဲနပါဟာ ကိုပိုင်နံပါတ်တောင်းဝင်းဘူး9453395 ရဒူဟာရဒူ ရတုကဒုတိယ ယူတချဥစားတိုင်ရမှုနမီဟာတိုင်ရမှုနမီဘလို့ခေါ်လဲ တရင်မှုနိုင်က တိုင်ရမှုနမီတိုင်ရမှုနမီ တရင်မှုကအတစ်ပြောင်းလာတာ ဟုတ်လားတိုင်ရနပါရှိလား ပြည့်ရဲ့ စေချောင်းနပါဘလို့ခေါ်လဲဘလို့ပြောကြ 32 ဟမ် 32 စေချောင်း ခလာရ32 ခလရ30နဲ့ ဟုတ် ခလရ30နဲ့အဖေမရှိလား ပြည့်ရဲ့ ဥစားအေတော့ရှိလားမိသားစုရှိလား အိမ်အောင်မရှိမိသားစုအဖေနဲ့မေရှိရဲ့ โอเคအခုအဖေမေအဲ့မှာစစ်အာစစ်တဲ့ဝေးတာဘယ်နည်းရှိမလဲ တော့9နှစ်လောက်ရှိပြီ ဘယ်နေ့ပြောချင်နေတဲ့ရဲနဲ့လား 2018ကဝင်တာ2018 ဘယ်လားပဲလဲ ဒီလပိုင်း ဘယ်နည်းရဲလဲ ဒီလပိုင်း2ရက်နေ့ ရဲနဲ့ဥစား အတက်ကဟိုတက်ရင်ရ32 အတိုင်း ဟိုဘရင်အောင်စကန်ကထွက်လာတာ ဒီနောက်စကားဥစားရဲဘယ်လောက်ရှိလဲဒီမှာ ရေဘောအခုဟိုရှိတယ်29ယောက်ရှိတယ်29ယောက်အခုကျွန်တော်9ယောက်ထွက်လာတာကျွန်တော်တို့ 29ရောဆို9ရောက်ထွက်လာတော့24ရောက်ကြတော့ ဟုတ်ကဲ့ တကယ်လို့ငါတို့ပြတ်တိုက်အောင်နေတိုက်ကုန်လား ပူမယ် သက်စုနဲ့ဆက်သွယ်ရှိလား မိသားစုကဆက်ပြက်ရှိတယ်မိသားစုကပြန်မလာနဲ့တော့လို့ပြောတယ်ပြန်လာလို့မရတော့ဘူးတဲ့ဖန်ခံရလိမ့်မယ်တဲ့ပြန်လာရင် โอเคအဖေအမေပဲမလဲအခု အဖေမေကဟိုတောင်တွင်းကြီးမှာအညာမှာဟိုဘို့သားတို့ကဒီမှာအစားတောင်လို့ဖို့လာတာတောင်ပဲလို့တော့မယ်ဆိုပြီးတော့အေးစေးလောက်ကန်စားတော့ကိုကဒီထိုင်းနိုင်ငံထဲမှာပဲကောင်းအောင်လောက်ကန်စားမယ်ဒါပေမဲ့ဒီကိစ္စကိုတော့ကူညီပေးမယ်ဟိုသားတို့တက်နဲ့ရင်းပြီးတော့ကူညီပေးမယ်ပေါ့အဲ့လိုမျိုးဖွင့်ပြထားတယ်ဒီစကန်တိုင်းမဲ့ကိစ္စကို โอเคဟိုစားโอเคအဲ့ဒါကောင်းတယ်ငါတို့လည်းကူညီပေးမယ်ကြားလားမိသားစုနဲ့ပြတ်တွေ့ဖို့ငါတို့လည်းကူညီပေးမယ်နေလည်းတစ်ဖက်တစ်လားနဲ့ကူညီပေးငါတို့ဘာတွေလုပ်ရအောင် ဟုတ်ကဲ့ ပြီးတော့ကောင်းမွန်နေပေါ့ကြားလားငါတို့နဲ့မြေရောက်ဆိုဘာမှမဖြစ်တော့ဘူးအစ်စင်းနေထွက်ပြေးလဲလာမှမရှိဘူးထွက်ပြေးလဲလာမရှိဘူးငါတို့လူတွေပဲအကုန်လုံးရှိတယ်ဒီမှာ ဟုတ် โอเค ပြောချင်တာရှိသေးလား ဘယ်လိုပြော အဲ့ဒါချက်လေးပါပြော ဟောခံစားချက်လားခံစားချက်ကတော့ဘယ်လိုပြောမလဲနိုင်တဲ့စီးင်းလုပ်လို့ပေါ့ကျွန်တော်ဟိုဖြစ်လို့နိုင်တဲ့စီးင်းလုပ်လို့ကျွန်တော်နေကျင်လို့အဲဒါကြောင့်အဖွဲ့တွေခေါ်လာတာ နေတို့ထွက်ပြေးတယ်အေးမုံပြူလား တရင်မှုကတော့ကနဲလေးမှာတရင်မှုက အခုကျတော့အဲ့ဒီမှာပဲနေပြီးတော့တိုင်ရင်မှုပြောတဲ့စကန်တော့ဘောနော် ဟုတ်ကဲ့ပါအဖိုးဟုတ်ကဲ့ โอเคနေကဲတဲ့လည်းနဲ့ဘာလဲနဲ့လဲ အမီဝမ် အမဝကြည်စားဘယ်လောက်ပေးလဲ ဒီတန်ဟိုလောက်ရှိတယ်6 9လောက်ရှိတယ် တော့ကိုညာဟိုစားလက်ခဘယ်လောက်ပေးလဲတလားဘယ်လောက်ပေးလဲ လက်ကမရတာတစ်နှစ်ကျော်လောက်ရှိပြီ လက်ခမရတနေ့ကျော်ပြီနော် ဟုတ်ရေးယူခန္ဓာရလို့လေတော့
စစ်တိုက်တာစစ်ရှုံးတော့ရေးယူတာပေါ့ရေးယူထောင်ချတယ်လေထောင်ချပြီးတော့ရသားပေးမလို့စစ်သားပဲပြန်လုပ်ခိုင်းတယ် ထောင်နေဘူးလားထောင်နေဘူးလားထောင်နေဘူးလား မော်ခီကနေပြီးတော့ဟိုသူတိုက်ဗျာ ထောင်နေဘူးလားထောင် ထောင်ကြသွားတယ်ရန်ကုန်မှာထောင်ကြတယ်ထောင်ကြပြီးတော့သူတို့ကပြန်ခန့်တာပေါ့ပြန်ခန့်တာအခုဟုတ်ကဲ့နေဘူးတယ် โอเคထောင်ဘယ်နှစ်နေဘူးလဲ ထောင်ချတာအရင်ထောင်ထဲမှာတစ်နှစ် โอเคအဲ့လောက်ပဲနော် တစ်နှစ်ထောင်ချတာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့လောက်နောက်တစ်ယောက် ဦးပဲပုံပဲ နာမည်ဘယ်လိုခေါ်လဲ ဟုတ်ကဲ့အောင်စာရင်ထွေးပါဗျ ညဘာလူမျိုးလဲဗမာလားကလားလား ဗမာ ဟိုစားယာဒူရော ညာတို့ကတက်သားပေါ့ ဩဇာနီထွေးကိုယ်ပိုင်နံပါတ် ဟုတ်ကဲ့ပါစာ139ခု228 မကြည့်နောက်တစ်ခါထပ်ပြောကိုယ်ပိုင်နံပါတ်ဘယ်လိုလဲ ပါစာ139ခု228 โอเคဇာတိယဘယ်မှာ ရန်ကုန်ကပါဗျ ရန်ကုန်စစ်ထမဝေးရဘယ်နေရှိလဲ ဝင်နာကဟိုက9လပိုင်းဆိုတစ်နှစ်ပြည့်သွားပြီတစ်နှစ်ပြည့်တော့မယ်ဒီ9လပိုင်းဆိုလို့ရှိရင် စစ်ဝေးရနေကိုယ်ရဝေးရလားမိဘပို့ရလားပြီးတော့ဘယ်လိုလဲနည်းနည်းပြောပြရအောင် ဟိုပေါ်တာဆွဲတာပေါ့ ဟိုဒါဆွဲတယ် ပေါ်တာဆွဲတာပေါ့ ဘယ်လိုပေါ်တာဆွဲလဲနေရာရက်ဘောလို့ဘယ်လိုပေါ်တာဆွဲလဲ ပေါ်တာဆွဲဆိုတာကျွန်တော်တို့ကဟိုငွေချင်းနဲ့ဂိမ်းဆော့ပြီးအပြန်နည်းလေးတော့ဟိုပေါ့7နာရီကျော်9နာရီလောက်ပေါ့အဲ့ဒီလောက်နေပြီးတော့တက်ဆိုပြီးတော့ကားပေါ်မှာပြစ်တင်တာ ကျန်းဖက်တဲ့ပုံစံမျိုး အခုသူတို့အဲ့လိုပဲလက်ဖလား ဗျာ အခုသူတို့ကအဲ့လိုပဲလက်ဖလား ဟုတ်အဲ့လိုလုပ်တာဟုတ် အခုအသက်ပဲနေရှိပြီလား 19နှစ် 19နှစ်ဟိုစားမွေးနေ့သက်ဂရီတစ်ချက်ပြောပြမွေးနေ့သက်ဂရီ ဟုတ်12ရက်3လ2006 2006ဟိုစား ဟုတ်ကဲ့ မိသားစုလားမိသားစုရှိလား မိသားစုရှိတယ်ဟုတ် ညီကိုမောင်မဘယ်နေရလဲ ဒီကွန်မောင်နှမ9ယောက်ရှိပါတယ်ဗျ 9ယောက်မိန်းကလေး2ယောက်ယောက်ျားလေး3ယောက်အဲ့လိုလား မင်းဟောယောက်ျားလေးက3ယောက်မိန်းကလေး2ယောက် ဟိုစားရန်ကုန်မှာဆိုဘယ်နေရလဲရန်ကုန်ပဲဘယ်နေရလဲ ရန်ကုန်တောင်တကုံဘက်ပါဗျတောင်တကုံ တောင်တကုဟိုစားအေးစစ်တကြီးလားဟောတောင် အင်းစိတ်နဲ့ကတော့ဝေးတယ်ဗျ โอเคအခုညစကုနေဟိုစားကိုင်တယ်လည်းနေပါလည်းနေလဲ MA1 ကြည်ဘယ်လောက်ပေးလဲ ကြီး150 250 150ခုနတရား600တော့မှပေးတယ်နော်ဟိုစားထွက်ပြေးတာတနံပေါ ဟို က် သူကဟိုလူက ညစနံပေါက်လား ဗျာ စနံမပါလောက်လား ဟုတ်ကဲ့မပါလာဘူးဗျ စနံဘလို့ချထားအဲ့ဒီမှာထားခဲ့လားဖွယ်ထားလားပြီးပြီးတော့ဖွယ်ထားလား မဟုတ်အမှပဲထားခဲ့လိုက်တာလေဟိုပါပေါ့ကင်းဆောင်နေနဲ့အဲ့လိုမျိုးလာဆိုပြီးတော့ဘဲတို့လဲဟိုပါပေါ့ထွက်လာတာပဲဒီတိုင်းပဲ ကိစ္စစနံမပေးဘူးလားနေတို့ ကင်းဆောက်တာတနက်ပေးတယ်ကင်းပုံမှာပဲထားခဲ့လိုက်တာ
ဘာဖြစ်လို့မဆဲလာလဲသူတို့ဘယ်လိုပြောလဲသနပ်ပိုင်သူတို့ပြောလာနေတော့ပြေးလူပဲပြေးသနပ်ထားခဲ့အဲ့လိုမျိုးပြောလာ ပြောတယ်ဆိုတာပထမလူတွေပြေးတော့ကလည်းသူကအဲ့လိုမျိုးလူကိုအရင်မမေးဘူးလူမတွေ့တော့ဘူးလားတနက်ခဲရက်နေစစ်တနက်တွေစစ်သူကအဲ့ဒါအဓိကပဲလူတက်ကိုသူကတန်ဖိုးမထားသလိုပဲဟုတ်နေတော့သနပ်ထားခဲ့ပြီးတော့ပြေးတာမစင်းစားကလာမသူတို့လိုက်ပြပြေးဖို့တော့မစင်းစားထားဘူးလား အဲ့တော့စဉ်းစားထားတယ်ဟိုလက်ပစ်ပေါင်း2 လုံးတော့ပါတယ် လက်ပြေးဖို့ကဘယ်မှာထားတာလဲခု လက်ပစ်ပေါင်းဘယ်နားမှာထား48မှာ48ဟုတ်ဘလို့48လဲနားမလဲဘူး48ဟိုကျွန်တော်တို့လာတဲ့တောင်လမ်းကြားထဲမှာပေါ့အားဒီမှာဖွင့်ထားတာပေါ့ဟုတ်ကဲ့ပြရှာရတွေးမလားတွေ့နေနော်โอเคအဲ့ဒီနဝတာမင်းအောင်လဲစစ်တမဝေလာဘာခါစားချက်နဲ့ဝေလာတယ် ဘာခံစားချက်လည်းမရှိဘူးသူတို့အဲ့လိုအတင်းထဲလို့တာရောက်လာတာပေါ့အဲ့လိုပဲလားဟုတ်โอเคကျေးဇူးပဲနော်ဟုတ်ကဲ့ပါဟုတ်ဘူးနောက်တစ်ယောက်နမီဘလို့ခေါ်လဲ အောင်နိုင်ဦး အောင်နိုင်ဦး ဟုတ်ကဲ့ဇာတိ ဇာတိရရန်ကုန်ရကိုဘယ်နေရလဲ ရွှေပြည်သားထဲမှာ ရွှေပြည်သား ဟုတ်ကဲ့ဒီကိုမောင်မရှိလား ဟုတ်ရှိတယ်ပြောပြဘယ်နေရမင်းကလေးဘယ်နေရယောက်ျား9 ယောက်ရှိတယ်မိန်းကလေး3 ယောက်ယောက်ျားလေး1 ယောက်ရှိတယ်ဘာလိုမျိုးလဲဗမာလူမျိုးဥစားကောက်ွယ်ဘာသာဗုဒ္ဓပဲအဲ့ဒီကိုပဲနာပါပါစ112 108ကဲတယ်လည်းနဲ့အမေ17ကြည်ဘယ်လောက်ပေးလဲကြီးကကျွန်တော်တို့400ပေးထားတယ်ဟုတ်လားစစ်သက်ဘယ်နေရှိဘူးလားမကြသေးဘူးဗျာကျွန်တော်တစ်နှစ်မပြည့်သေးဘူးဘယ်နှလားပဲဝေးလာလဲဘယ်လပိုင်း9 လပိုင်းလားမသိခုနှစ်လားပိုင်းဟုတ်9 လပိုင်း17 ရက်လားရှိနေလားနေကိုရနေသားဝေးလာသူတို့ခေါ်လာသူတို့ခေါ်လာတာကျွန်တော်တို့မဝင်လို့ရှင်ကျွန်တော်တို့မိသားစုဒုက္ခပေးမယ်ဆိုလို့ကျွန်တော်ဝင်လာတယ်โอเคမွေးနေ့သက်လုံးလုံးပြမွေးနေ့သက်ကြိမွေးနေ့တက်ကတဲ့15 ရက် 6 လ 2001ဒါတဲ့ဥစားအင်းတော့ကြားပြီလားမရှိဘူးအိမ်တော်လူပြပေါ့ဟုတ်ကဲ့အခုငါတို့ကော်သူလစ်နေမြေတမှာရတာဘာခက်ခဲရှိလဲမရှိပါဘူးမရှိဘူးနော်တကယ်လို့များတရင်မှုကအဲ့ဒီစကောင်သွားတိုက်မယ်ဆိုရင်နေတို့ဘလို့အချာချာပေးမလဲကျွန်တော်တို့ကတော့ live ဆိုရင်တော့ live ပေးမယ်သူတို့နေရာကိုလည်းကျွန်တော်တို့ live ပြပေးမယ်ဘယ်ရတက်တဲ့ဘယ်ရဝင်နေဆိုတာလည်းပြပေးမယ်အဲ့နာထိတော့ကျွန်တော်ရောက်လာတကယ်လို့သွားတိုက်မယ်ဆိုရင်လူဦးရေဘယ်လောက်သွားရမလဲဒီခမကြီးဒီကသွားတာလားခမကြီးလက်လောက်တော့မှန်းလို့တော့မမှန်းတော့ဘူးဘောတောင်ကုန်းမှာဘယ်ရောက်ကြလဲတောင်ကုန်းမှာ24 ယောက်တော့ရှိရဲ့24ယောက်ဒါသူတို့ဟုတ်ဒဏ်ရာရလူတွေပါရှိသေးတယ်ဟိုချီတဲ့လူတွေဖောတဲ့လူတွေလည်းကြံသေးတယ်အဲ့လိုပေါင်းမှ24ယောက်ပါလားအဲ့ဒီဖောတဲ့လူပါဟုတ်
သနာ သူတို့ကြီးပဲကြံ သူတို့အဲ့ဒီထက်မှနေတို့စခန်းထဲမှာသနာအကြီးဆုံးပါသနာလဲ 40ရဲ့ MA7 ရဲ့အာယူ ပြီးတော့ 7 RPG ရဲ့အဲ့ဒါပဲရှိရဲ့ 79နေအောင် မရှိဘူးအဲ့ဒါရဲ့ RPG ဘယ်တလဲရှိလဲဒီမှာ တစ်လက်ပဲရှိရ အဲ့ဒီတလဲကြီးဘယ်လောက်ရှိလဲခမကြီးလဲ 15လား6လားမဟုတ် နေတော့အဲ့ဒီမှာနေတာ လုံး50လောက်တော့ရှိတယ် နေတော့အဲ့ဒီမှာနေရရိတ်ခါဘယ်လိုလာပို့လဲ ရိတ်ခါသူတို့ဗြဟ္မကျွန်တော်တို့ခြားတော့လေနဲ့ခြားတော့ရိတ်ခါလည်းပါတယ်အဲ့ဒါကုံကတော့သူတို့ထောက်ပံ့ပြီးတဲ့လူရှိတယ်အောက်ကနေပြီးတော့သူကရင်လားမသိဘူး ဒါငါရောက်လား ဟုတ်ဟုတ်ကဲ့ နာမည်ဘယ်လိုခေါ်လဲ မျိုးထက်အောင် ရုတ်တာဇာတိ ရန်ကုန် ရကိုပဲရက်ကွက်လဲပဲနေရလဲ ဂုံမျိုးတင်မြောက်ပိုင်း ဘာမျိုးစစ်လဲအော်တကူမျိုးစစ်အမြောက်ပိုင်း ဂုံမျိုးတင်မြောက်ပိုင်းခင်ဗျ အော်တကူโอเค ဟုတ်ကဲ့ ဘောစားရဲဘော်ဝေးတာပဲနေရှိပြီလဲ ရဲဘော်ဝင်တာမကြသေးဘူး6လကျော်ပြီ ကိုလာကြော်ပဲလာလဲ ဟုတ်ကဲ့ခင်ဗျ နေကိုရသောဝေးရလားသူတို့လမ်းဖားရလားအဖေအမေလောက်ခဲ့တယ်လားဘောအသက်ပြေးလို့ရဲဘော်တော့လောက်ခဲ့ရလား ဟုတ်ဗျာဟိုညပိုင်းဖမ်းမိဟိုညပိုင်းအချိန်မတော်ဖမ်းမိနေပါသွားတယ် ဟုတ်လားအဲ့ဒီမှာရဲဘော်လုံးမပြောလားလက်ခါတွေပါနေကြမဟုတ်လား ဇာကရတယ်မပြောဘူးကျွန်တော်တို့ဝါသနာမမပါတာ အဖေမရှိလား ဟုတ်ကဲ့ရှိတယ်ခင်ဗျ ညီကောင်မောင်မရော ဒီကောင်မတော်မိုက်လည်းရှိတယ် အမေနာမည်ဘယ်လိုခေါ်လဲ ခင်ဗျာ အမေနာမည်နဲ့အဖေနာမည်တစ်ချက်ပြောပြ ဦးမြင့်အောင် အမေရော ဒေါ်မတ်ဝေ โอเคတကယ်လို့တကူမျိုးစစ်ကတော့ဆွဲဦးမြောင်ဆွဲမင်းလို့ရလား အဲ့လိုမေးလို့တော့မရဘူးပေါ့ရက်ွက်တွေကအများကြီးဆို ရက်ွက်မှုဖမ်းပြီးတော့ဆွဲမင်းခဲ့မလဲငါတို့လူရှိတယ်အဲ့ဒီမှာပုံမှန်ငါတို့လူရှိတယ်တကူမျိုးစစ်တွေ ဟုတ် စစ်တွေငါတို့လူရှိတယ်ဒါပေမဲ့ ဟုတ်ကဲ့ သူမိသားစုတော့အခက်ခဲတော့မပေးဘူးပြောပြတာပါ ဟုတ်ကဲ့ခင်ဗျ ကဲတယ်လည်းနဲ့ဗာလည်းနဲ့လေ MA1 MA1 နော်ကြည်ဘယ်လောက်ပေးလဲ 300 ဟုတ်ရလက်ခတလောက်ဘယ်လောက်ရလဲ 3သိန်းတစ်သောင်း ဟုတ်သေးတော့တိုင်နံပါတ်ဘယ်လောက်ဘလို့တိုင်လဲခလဲရလား 30ခလာ32 ခလဲ30နဲ့တိုင်မှုနာမည်ရော ဟုတ်ကဲ့ခင်ဗျတရင်မင်းနော်ကျွန်တော် တိုင်မှုနာမည် ဟာဘုံမှုဟိမင်း ဟောနေဘိုကြီးကဘူမူဟေးမင်းလား ဟုတ်ကဲ့တရင်မှုခင်ဗျ2.0 အခုတောက်ကုန်းမှာနေတဲ့အခုလက်ရှိတောက်ကုန်းမှာနေတဲ့ဘူကြီးအချီဆုံးနာမည်တစ်ချက်ပြောပြ အကြီးဆုံးကဘုံမှုတယောက်ရှိသေးတယ်90ဟဘိုးကြီးကဘိုးကြီးနော်ဘိုးကြီးသူရိန်ဝင်2ယောက်ရှိတယ်ဘုံမှုတယောက်နဲ့ဘိုးကြီးတယောက် ဘုံဘူကြီးသူတို့တာထမနေရသူတို့နေတော့ဘယ်လိုဆက်ဆက်လဲ ကျွန်တော်ဘောဆက်ဆံတာတော့နိုင်ကျင်တာပေါ့ အပြည့်လို့တော့နေကြည့်တော့အပြည့်မလို့မနဲ့ပဲနေကြည့်မလဲနေကြည့်လားโอเคအခုကောစုလေးနဲ့မြင်လဲရောက်ပြီတာရင်မူလာဖို့ရှိမှလဲရောက်တော့ကောင်းမှုနေပါတော့ ဟုတ်ကဲ့ခင်ဗျ တဖြည်းဖြည်းကတော့ကူညီပေးမယ်လမ်းရှာပေးမယ်
နော်ကုညီပေးပဲလာရှောက်အဲ့တော့ဗမာပြည်ချစ်ချစ်ပဲမစားချင်ဘူးစားအခုရတယ်နော်ဒါပေမဲ့ကောင်းမှုလေးကြလားငါတို့တပါတီစနေမလို့ချေဘူးမင်းအောင်လည်းမလို့ချေဘူးငါတို့ဒီမိုကရေစီလို့ချစ်တယ်အေးဗမာခွဲခြားစရာမလိုကြလားဟုတ်ကဲ့ပါ ငါကအဲ့လိုမျိုးပြောစရာလည်းမလိုဘူးဒီမြေတဲ့နေ့တည်းထက်တော့တူပဲဒါပေမဲ့အခုချေတာတော်လိုင်းနေမြေမှာရောက်တော့ကောင်းမှုနေနော်တိုင်းမှုချတာတဲ့အမေရိကကောင်းမှုလဲနာနော် ဟုတ်ကဲ့ခင်ဗျ အဲ့တို့ချိန်မှာလေးလာဝေးတာဘုံကြီးရှိတယ်အများကြီးတမေကျွေးထားတယ်အခုနော်တကယ်လို့များငါတို့ကအဲ့ဒီစကောက်သွားတိုင်းမယ်ဆိုနေဘယ်လိုကူညီပေးနားမလဲဘယ်လိုကူညီမလဲ လမ်းပြပေးနိုင်တယ်ခင်ဗျ ဟမ် တခန်းကိုလမ်းပြပေးလို့ရတယ် လာပြရတော့ဘုံရှိတဲ့နေရာတော့သွားမပြနိုင်ဘူးဘုံမရှိတဲ့နေရာပြအဲ့လိုမျိုးဟုတ်လား ဟုတ်ကဲ့ခင်ဗျ โอเคအဲ့လိုမနော် ဟုတ်ကဲ့ပါ အဲ့ဒီတကယ်ကြီးတော့ပြောလဲကောင်းမှုနေကြလား ဟုတ်ကဲ့ဟုတ်ကဲ့ 没有，为了 လေတရားဒီသာတဲ့နေကြည်တော့ကကြည်ကမသိကလော်တယ်ဘာထွက်လာစကိ妹妹不